မင်္ဂလာပါကျွန်တော်ကတော့ငင်းဝေးဖြစ်ပါတယ် C family call လေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်လက်ကွက်ကြီးနေပေါ့အဲဒီလက်ကွက်လေးအဲ့နဲ့ပြမှာအဒိုရေမီဖာဆိုလာဒီတော့အဲ့နဲ့ပြမှာဖြစ်ပါတယ်ဗျာကျေးဇူးတင်ပါတယ် C ရဲ့လက်ကွက်ကြီးဒိုရေမီဖာဆိုလာဒီတော့ပြပြပါပါတယ်ဒိုရေမီဖာဆိုလာဒီတိုဒိုဒီလာဆိုဖာမီရီဒိုဒိုရေမီဖာဆိုလာဒီဒိုဒီလာ so far me so la di do ti la so fa mi re သွားပြန်နေပေါ့C family ကိုအကြီးရဲ့ဒိုရီမီပါပေါ့အဲ့ဒါက C လက်ကွက်ကြီးနဲ့ကိုင်တဲ့ဒိုရီမီဖာဖြစ်ပါတယ်နောက်ပြီးတော့ SC ကဒီမီဒီအောက်ဘက်ပဲနေနဲ့သွားတယ်နေဆိုမထားလည်းမီအဲ့ဘက်ကင်ရှင်လိုက်ရဒီဒိုဖာဆိုလာဒီဒါကအဲ့ဒီအောက်ဘက်အသေးလေးပေါ့အဲ့လည်း C family ပဲ C family ရဲ့ဒိုရီမီပါပဲဒိုဒီလာဆိုဖာမီရီဒိုအောက်ဘက်အဲ့လည်းမှတ်လို့ရဒိုla di do ti la so fa mi re do အောက်ဘက်ပဲ C ပဲဘယ်လိုကန်ကန်ရဒါနဲ့လည်းရdo mi fa so la di do do di la so fa mi minor re do do re do re mi ရဲ့လို့လေတော်ရဒီမှာကန်ရ C family ရဲ့diatonic C family diatonic အပြီးတော့ pentatonic ပိုင်းလေးတစ်ခုစီမှာပြရမယ်ဟုတ်ဂီတာရှိကန်တော့တက်ဂီတာလူတွေဆိုရင်နည်းနည်းလက်ကွက်ကြည့်လိုက်နေလိမ့်မှတ်လို့လွယ်ခုမှစပြီးတော့မှသင်တဲ့လူတွေတော့နည်းနည်းခက်တယ်လက်ကွက်တွေကျေးဇူးတင်ပါတယ်